တော်လန်ရေးကကျွန်တော်တို့ထင်သလားမလွယ်ဘူးဆိုတာကိုဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကဒီရိုဟင်ဂျာကိုလက်ခံခြင်းမလက်ခံခြင်းဆိုတာကအရေးမကြီးဘူးခင်ဗျအဲ့ဒီနာမည်နဲ့အငင်းမပွားနဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ကစဉ်းစားရမှာဒါလေးကိုယူသားတယ်မယူသားတယ်ဆိုတာနာမည်နဲ့အရေးမကြီးဘူးလေနော်အဲ့တော့အဲ့ဒီနာမည်နဲ့ပဲအငင်းပွားနေမပြီးဘူးလေအခုဖြစ်စဉ်မှာကဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသွားတဲ့ပုံစံကရိုဟင်ဂျာတွေကလည်းမကောင်းဘူးဗျဘာကိစ္စဒီဘင်္ဂလားဒေ့ရှ်စစ်တပ်တွေနဲ့ပေါင်းပြီးတော့ဒီမြန်မာပြည်ကိုလာတိုက်ရမှာစစ်တပ်ကိုတိုက်ရမှာလေအဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါရစေကျွန်တော်တို့ channel ကဆိုရင်နေ့စဉ်မျိုးတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ channel ကို like and subscribe လေးပြုလုပ်ပေးပြီးနေ့စဉ်ကြည့်ရှုဆောင်ရွက်ပေးကြဖို့တိုက်တွန်းအပ်ပါတယ်သွားနေရတာဖြစ်တဲ့အတွက်ဘလုံးမှညင်လို့မရဘူးပေါ့နော်ညင်လို့မရလို့အခုကြတော့အချင်းချင်းတိုက်ခိုင်းတာပေါ့အဲ့ဒါအုံနဲ့ကျင်းနဲ့ပါလာတာပေါ့ကျွန်တော်ကဒီနေ့ကဒီအခန်းဆက်ဆောင်းပါပေါ့နော်ဒေါ်လာကြီးခီးချမ်းမနေ့ကရှစ်လေးလုံးထိပြီးတာပဲရှစ်လေးလုံးနောက်ပိုင်းကိုဆက်ပြောဖို့ရှိပါတယ်ဒါပေမဲ့အခုမပြောသေးဘူးဘာလို့လဲဆိုတော့ဒီနေ့ကဒီနေ့ကိုနေဖြစ်လို့ကျွန်တော်အေးစစ်အမေးဖြေကဏ္ဍလေးပဲသွားခြင်းနဲ့အေးစစ်တပတ်စာပြန်ကြောခြင်းတာပေါ့နော်ရှေ့တစ်ပတ်ကြာရင်ကျွန်တော်ကခီးစင်ထဲမှာရှိနေမယ်ရှေ့တစ်ပတ်တင်းကိုနေကအားလုံးမင်္ဂလာပါနော်မိဂုလေးတွေရှိရင်ဖြည့်ပေးမှာပါမရှိဘူးဆိုရင်ညနေပိုင်းလိုက်မှာပဲထပ်ပြီးပြောကြမှာပါနောက်မှကျွန်တော်ပဲမိဂုလေးတွေမေးရင်ကောင်းမယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အင်တာဗျူးကိုနားထောင်ပြီးတဲ့အခါမှာရခိုင်ဒေသမှာရှိနေတဲ့ရိုဟင်ဂျာနဲ့ရခိုင်ရဲ့ဖြစ်နေတဲ့အနေအထားတွေကိုလည်းကျွန်တော်တို့နားလည်သွားရတယ်ဒီရိုဟင်ဂျာဆိုတဲ့ဒီအာဆာတွေ RSO တွေကဒီတခါတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကမြောက်ပေးပြီးတော့မြန်မာဒီနေဆက်ကိုဝင်ရှုပ်နေတာကိုတွေ့ရတယ်ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ယူနွတ်ကလည်းကုလသမဂ္ဂမှာရခိုင်ကိုအေးကိုဖိအားပေးဖို့ပြောဆိုသွားတာလည်းထူးဆန်းစွာတွေ့ရတယ်အဲ့တော့စစ်တပ်ကလည်းအဲ့ဒီရိုဟင်ဂျာတွေကိုအသုံးချနေတာကိုတွေ့ရတယ်ပြီးတော့ဒီနိုင်ငံတကာနဲ့ပတ်သက်တဲ့ဒီတပုံဆိုတာအချိန်နောက်တစ်ချိန်ဆိုးရပါပဲဆိုတဲ့စကားတွေအဲ့တော့ protocol ရသူတို့လိုအဖွဲ့ငယ်လေးတွေကဒီတရုတ်လိုနိုင်ငံကြီးတွေကစကားမပြောဘူး high profile မပြောဘူးဆိုတာလေးတွေသိရတယ်နော်သူကတိုင်းပြည်ခေါင်းဆောင်အနေနဲ့သူ့ဒီတော်လိုင်းခေါင်းဆောင်အနေနဲ့သူ့ကိုကမ်းလှမ်းမယ်ဆိုရင်တော့ညင်းတာတော့မညင်းဘူးဒါပေမဲ့သူ့မှာလေးလာစရာဒီအများကြီးကြံသေးတယ်ဆိုပြီးတော့ပြောဆိုသွားတာတွေတွေ့ရတယ်အဲ့တော့တော်လိုင်းကြီးကအချိန်နဲ့ယူပြီးတော့သွားရမယ်ဆိုတာကိုလည်းသူပြောတာပေါ့နော်အခုကတော့သူတို့ကရွေးကောက်ပွဲဆိုတာကိုအပြောင်းလဲလုပ်မယ်ဖြစ်တဲ့အတွက်အဲ့ဒီအပြောင်းလဲကာလမှာမထင်မှတ်တာတွေလည်းဖြစ်နိုင်တာပေါ့နော်အဲ့တော့ပုံမှန်သွားနေရနေပြီးတော့သူနောက်တစ်အရွေးတစ်ခုရွေးမှာပေါ့နော်ဒါမျိုးကိုလည်းသူပြောဆိုသွားတာတွေတွေ့ရတာပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုသူထောက်ပြသွားတာဖြစ်တဲ့အတွက်ဒီနာမည်နဲ့အငင်းမပွားနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာအဲ့တော့ဒီနာမည်နဲ့
အငင်းပွားယုံနဲ့ဒီပြဿနာမပြေလည်ဘူးအခုဖြစ်နေတဲ့ပြဿနာကရိုဟင်ဂျာတွေကစစ်တပ်ကိုတိုက်တဲ့နေရာမှာဝင်မပါဘဲနဲ့တဖြည်းဖြည်းနဲ့ပြည်သူချင်းပတ်ဖြစ်သွားလိမ့်မယ်အဲ့ဒါကိုရိုဟင်ဂျာခေါင်းဆောင်တွေအထူးသတိထားကြစေခြင်းတယ်ကျွန်တော်တို့စစ်တပ်ကိုတိုက်နေတာနော်အခုလို့ဒီဘင်္ဂလားဒေ့ရှ်ကဘယ်တော့မှဘာမှအကူအညီမပေးခဲ့ဘူးနော်အရင်တော့ကစစ်တပ်ကိုတိုက်ဖို့ကြတော့လေမကူညီခဲ့ဘူးအခု AA ကဒီနယ်မြေကိုရပြီးမှ AA ကိုတိုက်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကလည်းမြှောက်ပေးတယ်ဒီဘက်ကစစ်တပ်ကလည်းမြှောက်ပေးတယ်ဆိုရင်ရိုဟင်ဂျာတွေကဒီနေ့ပွင့်လင်းမြင်သာနေတဲ့ခေတ်ကြီးမှာမြန်မာနိုင်ငံမှာပြည်သူချင်းပတ်ဖြစ်သွားလိမ့်မယ်အဲ့ဒါကိုရိုဟင်ဂျာဆိုတဲ့ညီကိုများကအဲ့နာမည်ကိုအငင်းပွားနေတာနဲ့ကိုပြည်သူချင်းပတ်ဖြစ်သွားမယ်ကျွန်တော်တို့ကရိုဟင်ဂျာပဲခေါ်တာပဲလीနော်အဲ့တော့တနိုင်ငံလုံးနဲ့တယောက်ဖြစ်သွားမှာအဲ့တော့တေချာစဉ်းစားကြစေခြင်းတယ်အဲ့တော့အခုဒီရိုဟင်ဂျာဘက်ကခေါင်းဆောင်တွေကဒီကုလသမဂ္ဂမှာနဲ့ဖြန်ဒီနေ့လာညီလာဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းပြီးညီလာခံလုပ်ပါလိအဲ့ဒါနဲ့အချိန်ကိုက်ဘုရားထွန်းမြတ်နိုင်ကအင်တာဗျူးတက်ပေးတာပြောချင်တာကရိုဟင်ဂျာခေါင်းဆောင်တွေကဆွဆွဲနေတာရေဒီကမ္ဘာခေါင်းဆောင်တွေနဲ့ဒီကုလသမဂ္ဂတို့ IMM တို့ကမ္ဘာရဲ့ NGO ဖြစ်တဲ့ 45 right တို့ဘင်္ဂလားဒေ့ရှ်အစိုးရတို့မလေးရှားတို့နဲ့လုံးမဲ့ဒီရိုဟင်ဂျာကိုအကြောင်းပြတဲ့ညီလာခံကိုအကြောင်းပြပြီးတော့ဒီလူခွင့်ရေးဒီမိုကရေစီရေးကိုအကြောင်းပြပြီးလုံးမဲ့ညီလာခံကနေဖြစ်ပေါ်လာတော့မဲ့ဆွဆွဲမှုကို AA ကကြိုတင်ကြွက်မြင်တာဖြစ်တဲ့အတွက်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရင်အင်တာဗျူးထွက်လာတာအဲ့တော့သူ့ဘက်ကသူ့ရဲ့အမြင်နေနဲ့လက်ရှိဖြစ်နေတာကိုသူရှင်းပြပြီးသွားတာပေါ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ AA ကသတင်းထုတ်ပြန်တယ်လို့ပဲအဲ့ဒီနယ်စပ်ဒေသမှာအဲ့ဒီဘင်္ဂလားဒေ့ရှ်ကအထောက်အကူပြုထားပြီးတော့မြန်မာစစ်တပ်ကလည်းအထောက်အကူပြုထားပြီး AA ကိုလာတိုက်နေတဲ့ရိုဟင်ဂျာ၄-၅ တောင်ရှိလားမရှိလားအဲ့ဒါကိုရိုဟင်ဂျာဘက်ကဖြေဖို့လိုတယ်တကယ်လို့အဲ့ဒီဥစ္စာအမှန်တိုင်းရှိတယ်ဆိုရင်ဒါရိုဟင်ဂျာတွေကမြန်မာနိုင်ငံအရေးမှာဘယ်လိုပြောမလဲဝင်ရောက်နှောက်ယှက်နေတဲ့ပုံစံဖြစ်နေပြီအဲ့ဒါလေးကိုသတိထားကြစေခြင်းတယ်အဲ့တော့ရိုဟင်ဂျာတွေကဒီမြန်မာအရေးမှာမြန်မာနိုင်ငံဒီမိုကရေစီအရေးမှာကူညီနေတာမရှိပဲသူကဒီနိုင်ငံတကာနဲ့ကမ္ဘာကြီးကိုပဲအကြောင်းပြပြီးတော့ဘယ်လိုပြောမလဲဒုက္ခပေးဖို့ပဲစဉ်းစားနေတဲ့ပုံစံဖြစ်သွားတော့မှာအဲ့တော့အခုအေးပြောတဲ့ပုံစံကဒီနေဆက်မှာเนาะဒီခဏတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်းပြောတယ်ဒီနေဆက်မှာဒီဘင်္ဂလားဒေ့ရှ်ရဲ့စစ်တပ်စခန်းနာမှာဘင်္ဂလားဒေ့ရှ်အစိုးရရဲ့တချို့သောစစ်တပ်အရာရှိတွေရဲ့အားပေးမှုတွေနဲ့မြန်မာနိုင်ငံတွေကိုဝင်လာပြီးတော့လူတက်မှုတွေမတိမ်မှုတွေလုပ်နေတယ်ပေါ့နှောက်ယှက်မှုတွေအေးကိုလာတိုက်တာတွေလုပ်နေတယ်ပေါ့အဲ့ဒါဘာရည်ရွယ်ချက်လဲပေါ့ပြောချင်တာအဲ့ဒါကတော်လန်ရေးကိုကျွန်တော်တို့သွားနေတဲ့ main တော်လန်ရေးကိုအနှောက်ယှက်ဖြစ်စေတယ်ပြီးတော့အဲ့လိုလုပ်တဲ့အတွက်ရိုဟင်ဂျာကလည်းဘာမှရလာဖို့မရှိဘူးဘယ်တော့မှလည်းအဲ့ဒီနယ်မြေကိုရလာစရာမရှိဘူးဘယ်တော့မှလည်းနိုင်မှာလည်းမဟုတ်ဘူးကိုကအနှောက်ယှက်အနေနဲ့ပဲရှိမှာပြီးတော့တပြိုင်နက်တည်းမှာဒီနိုင်ငံတကာကနေပြီးတော့ဒီပြောချင်တာကစစ်ကောင်စီကိုလည်း ICC ပို့လိုက်တယ်တက်လာမဲ့ AA ကိုလည်း ICC ပို့တယ်ပြောချင်တာကရိုဟင်ဂျာတယောက်တည်းပဲတကမ္ဘာလုံးမှာအသနာခံပြီးတော့သူတို့ပဲလူကောင်းတွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကြီးလုပ်ပြတာကကျွန်တော်ຫນွေဦးဒေါ်လာကြီးအတွက်အဆင်မပြေဘူးခင်ဗျသူတို့ပဲသနာစရာလူမျိုးပေါ့ဗျာသူတို့ပဲမှန်တယ်ပေါ့ကျန်တဲ့လူတွေအားလုံးကလူဆိုးတွေပေါ့သူတို့ပဲလူကောင်းဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ကဘာကြီးကိုအသနာခံပြတဲ့ပုံစံမျိုးတို့ဒီမဟုတ်ဒီကဘာကြီးရဲ့ကုလသမဂ္ဂတွေဒီဘင်္ဂလားဒေ့ရှ်တို့ကိုသွားပြီးတော့အကူအညီတောင်းပြီးတော့လှုပ်တာမျိုးဟာပြည်တွင်းမှာရှိတဲ့အခုကစစ်အာဏာရှင်ကိုပြန်တိုက်နေတဲ့အနေအထားပါ
တနိုင်ငံလုံးဆက်အာဏာရှင်နဲ့ရန်သူဖြစ်ကုန်ပြီအဲ့တော့ဆက်အာဏာရှင်ကလည်းရိုဟင်ဂျာပေါ်မှာရိုဟင်ဂျာအတွက်လည်းဆက်အာဏာရန်သူအဲ့တော့ရန်သူကိုဝိုင်းတိုက်ရမယ်အစားရန်သူကိုဝိုင်းတိုက်နေတဲ့သူအချင်းချင်းကိုပါထပ်ပြီးတော့ဖဲ့တဲ့ပုံစံမျိုးအပြန်အလှန်ဖြစ်လာကြပြီဆိုရင်ဘယ်သူတမှအကျိုးမရှိဘူးဒါကိုဆိုလိုချင်တာအဲ့တော့အေးခေါင်းဆောင်ကတော့သူကပုတ်ပွေလင်းလင်းဖြည့်ရှင်းသွားလိုက်ပြီဆိုတော့ရိုဟင်ဂျာဘက်မှာကအဲ့လိုပုတ်ပွေလင်းလင်းဖြည့်ရှင်းနိုင်တဲ့ရိုဟင်ဂျာအားလုံးကိုစားပြုတဲ့ခေါင်းဆောင်လည်းမရှိဘူးအဲ့တော့ရိုဟင်ဂျာဘက်မှာဒီရိုဟင်ဂျာဘက်မှာအားလုံးကိုစားပြုမဲ့ခေါင်းဆောင်လည်းမရှိဘူးပြောချင်တာကအခုချိန်မှာရိုဟင်ဂျာဘက်ကနေပြီးတော့ပြပြတသားရက်တည်ပြီးမဲ့ခေါင်းဆောင်ရှိဖို့လိုတယ်အဲ့ဒီခေါင်းဆောင်မရှိဘူးအဲ့တော့အေးကလည်းဆွဆွဲတယ်ရိုဟင်ဂျာဘက်ကလည်းဆွဆွဲတယ်နှစ်ဖက်လုံးကဆွဆွဲတာများနေတာပေါ့ဗျာပြောချင်တာကရိုဟင်ဂျာဟာတာမန်ပြည်သူတွေကဘာမှမသိဘူးဒီဒုက္ခသည်စခန်းမှာရောက်နေတဲ့ရိုဟင်ဂျာပြည်သူတွေကတကယ်အဖိနှိပ်ခံနေပဲအာဆာကမတရားနိုင်ခြင်းလဲခံရမယ်